ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုဂျီတာနဲ့ဖဂျီတို့ဘယ်သူပိုချမ်းလဲပြောပြပေးပါမယ်ကျွန်တော်ဗီဒီယိုမစခင်ပြောချင်တာကကျွန်တော်ဒီဗီဒီယိုကို script မပါဘဲနဲ့လက်တန်းချနေတာဖြစ်ပါတယ်လက်တန်းချနေတယ်ဆိုပေမဲ့ဘာမှမလေ့လာထားဘဲနဲ့ပြောချင်ရပြောနေရတာမဟုတ်ပါဘူးလက်တန်းမချခင်အရင်ဆုံးလေ့လာထားပါတယ်ဒါနဲ့ဂျိုဂျိုဖန်နေပေးထားတဲ့ comment တွေကလည်းတော်တော်လေးကြာနေပြီပေါ့နော်အဲ့တော့ကျွန်တော်ဂျိုဂျိုဖန်နေအတွက်ပေးထားတဲ့ comment တွေကိုကျွန်တော်ပြန်ဖြေပေးပါမယ်ဒါပေမဲ့စောင့်လက်စနဲ့မထူးတော့ဘူးနှစ်ပတ်လောက်ပဲထပ်ဆောက်ပေးပါကျွန်တော်လီဆိုတော့ intro ကလည်းတော်တော်ကြာနေပြီအဲ့ဒီရမှာလည်းပြင်းနေအဲ့ဒါကြောင့်မို့လို့စကားများမလို့စလိုက်ကြအောင်ကျွန်တော်တို့ fusion လို့ပြောလိုက်ပြီဆိုတာနဲ့ Potara fusion နဲ့ finger fusion ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အရင်ဆုံး Potara fusion အကြောင်းအရင်ပြောပြပါမယ် Potara fusion ကတော့ god တွေအတွက်တီးတန့်လုပ်ထားတာဖြစ်ပါတယ်ဆိုတော့ Potara fusion နဲ့ဘယ်လို fuse ကလဲဆိုတော့ Potara fusion ကခိုင်းတွေဝင်နေကြဖြစ်တဲ့ငကတ်ကိုကျွန်တော်တို့ fusion လုပ်မဲ့လူနှစ်ယောက်ရဲ့နားတစ်ဖက်စီမှာဝက်လိုက်ရုံနဲ့ fusion လုပ်လို့ရနိုင်ပါတယ်အရန်လွယ်ပါတယ် DBC မှာတော့ Potara နဲ့ fuse ရင်တက်လုံး fuse သွားမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ Supreme ခိုင်းကအဲ့ဒီအချက်ကိုသတိမထားမိသေးတာလို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ DBS မှာအဲ့ဒီအချက်ကိုပြောင်းလိုက်ပါတယ်Supreme ခိုင်းပြောသလိုပဲ Potara နဲ့ fuse ရင်တက်လုံး fuse သွားမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါတွေက god တွေတနည်းအားဖြင့် immortal တွေမှတက်လုံး fuse မှာဖြစ်ပါတယ်ဂူဂူတို့လိုမျိုးတေမျိုးတွေတနည်းအားဖြင့် model တွေ fuse မယ်ဆိုရင်ယာယီပဲ fuse မှာဖြစ်ပါတယ်တက်လုံး fuse ဖို့ဆိုရင် fusion လုပ်မဲ့လူနှစ်ယောက်လုံးက immortal ဖြစ်เสียမလိုပါဘူးတယောက်က immortal ဖြစ်ရင်ဟိုရပါပြီဥပမာဇာမစုကိုပဲကြည့်လိုက်ပါ black ကအရင်က god ဖြစ်ပေမဲ့ तू က goku ရဲ့ခန္ဓာကိုယ်ယူထားလို့ goku ကတေမျိုးဆိုတော့ तू လည်းတေမျိုးဖြစ်သွားပါပြီအဲ့တော့မတေမျိုးနဲ့တေမျိုး fuse ရင်လည်းတက်လုံး fuse သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ finger fusion ဖြစ်ပါတယ် finger fusion မှာကျတော့ fuse ချင်တန်း fuse လို့မရပါဘူး fusion လုပ်ဖို့ဆိုရင် fusion pose အရင်လုပ်ကြပါတယ်အဲ့ဒါတော့မှတေချာနီးစနစ်ကြဖို့လိုအပ်ပါတယ်နှုတ်မို့ဆိုရင်တောက်တလဲပုံစံတွေထွက်လာနိုင်ပါတယ် fusion pose မလုပ်ခင် fusion dance မှာလုပ်ရပါသေးတယ်ပြီးတော့ power level တူအောင်လည်းအရင်ညှိရပါတယ်အဲ့ဒါကြောင့်မို့လို့ power level တူတဲ့ကောင်နှစ်ကောင်ဒါမှမဟုတ်အနည်းဆက်ဆုံးတူတဲ့ကောင်နှစ်ကောင်ပေါင်းမှ result ကကောင်းကောင်းထွက်လာနိုင်မှာဖြစ်ပါတယ်ဥပမာ Goku က Krillin နဲ့ပေါင်းချင်ရင် Krillin နဲ့ power level တူအောင်အရင်ညှိရပါမယ်အဲ့တော့ Goku ကသူ့ရဲ့ power ကိုနှိမ့်ရမယ်ပေါ့အဲ့တော့အဲ့ဒီ power level နှစ်ခုနဲ့ညီမျှတဲ့တနည်းအားဖြင့် Krillin ရဲ့ power level နှစ်ခုနဲ့ညီမျှတဲ့ result ပဲထွက်လာပါလိမ့်မယ်ပြီးတော့ finger fusion မှာလည်း time limit ရှိပါတယ်အဲ့ဒါကတော့30 minute ဖြစ်ပါတယ် Potara fusion နဲ့ finger fusion ဘာကွာလဲဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်အများကြီးပါပဲနံပါတ်1 time format Potara fusion ကတနာရီခံပြီးတော့ finger fusion ကတော့30 minute ပဲခံပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအစွမ်းပိုသုံးလေအချိန်ကကုန်တာမြန်လေဖြစ်ပါတယ်ဥပမာGotenဆိုရင်သူ fusion လုပ်တော့က9မိနစ်ပဲခံလိုက်ပါတယ်နံပါတ်2ကတော့ fusion technique ပါ Potara fusion ကတော့နဂတ်နှစ်ဖက်ကိုကြိုက်တဲ့လူစီမှာဝက်လိုက်ရုံနဲ့ fusion လုပ်လို့ရတယ်ဆိုပေမဲ့ finger fusion ကတော့ pose အရင်လုပ်ကြပါတယ်ပြီးတော့ finger fusion က power level ကိုအရင်ညှိရတယ် Potara ကတော့မလိုပါဘူးအဲ့တော့ finger fusion က fuse ချင်တဲ့လူနဲ့ fuse လို့မရပါဘူးကိုနဲ့ power level အနည်းဆက်ဆုံးတူတဲ့လူနဲ့မှ fuse လို့ရမှာဖြစ်ပါတယ်ဥပမာ Potara နဲ့ဆိုရင် Mr. Satan နဲ့ Goku နဲ့လည်း fusion လုပ်လို့ရတယ်ပြီးတော့ Kefla ကိုလည်းကြည့်လိုက်ပါ Caulifla နဲ့ K နဲ့က power level ကအကွာကြီးပါအဲ့ဒါတောင်မှ Potara နဲ့ 10 fuse လို့ရပါတယ် finger fusion က fuse ချင်တဲ့သူနဲ့ fuse လို့မရဘူးဆိုတာက power level ကြောင့်ပါဥပမာ Goku က Krillin နဲ့ fuse ချင် Krillin ရဲ့ power level နဲ့တူအောင်လို့အရင်ညှိရမယ်တို့ပေမဲ့ Goku ကသူ့ရဲ့ power level ကိုအဲ့လောက်ထိနှိမ့်အောင်လဲလုပ်လို့မရသလို Krillin ကလည်းသူ့ရဲ့ power level ကို Goku လောက်မြင့်အောင်လဲလုပ်လို့မရပါဘူးအဲ့တော့ basically အရာဆိုရင်သူတို့နှစ်ယောက်က fusion လုပ်ဖို့အတွက်မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဆိုတော့ finger fusion က Potara fusion နဲ့ရှင်အားနည်းချက်တွေပိုများပါတယ်အဲ့ဒါကြောင့်လဲ Supreme ခိုင်းက Potara ကပိုကောင်းတယ်ဆိုပြီးပြောတာလည်းဖြစ်နိုင်ပါတယ်ပြီးတော့ fusion လုပ်တယ်ဆိုတာကလူနှစ်ယောက်ပေါင်းလိုက်တာဖြစ်ပြီးတော့အဲ့လူနှစ်ယောက်ရဲ့ memory တွေနဲ့လူအစ်တစ်တစ်ယောက်ထပ်ပြီးမွေးဖွားလာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ Vegito ကိုတော့ Vegeta ကထိန်းချုပ်တယ် Gogeta ကိုတော့ Goku ကထိန်းချုပ်တယ်ဆိုပြီးတော့မရှိပါဘူး fusion လုပ်လိုက်ပြီဆိုတာနဲ့လူအစ်တစ်ယောက်ထပ်ပြီးမွေးဖွားလာတာဖြစ်ပါတယ် Potara နဲ့ fuse ရင်တော့ Vegito ထွက်လာပြီးတော့ finger fusion နဲ့ fuse ရင် Gogeta ထွက်လာပါတယ် by the way Dragon Ball နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ fact တွေနဲ့ power scaling တွေကိုသိချင်ရင်ကျွန်တော်ရဲ့ comment ထဲက link ကိုနှိပ်ပြီးတော့ကိုယ့်ဘာသာကိုတွားဖတ်ပြီးလေ့လာလို့ရပါတယ် Dragon Ball တွေမဟုတ်ဘဲနဲ့ Invincible One Piece တို့ Bleach တို့ကိုပါတင်ပေးအောင်မှာဖြစ်ပါတယ်ဆိုတော့မေးချင်တာရှိရင်ကျွန်တော်ကိုပဲမေးမနေကြပါနဲ့ကိုယ့်ဘာကိုတွားဖတ်လို့ရပါတယ်
Vegito ဆိုတဲ့နာမည်ကတော့ဂျပန်နီနာမည်ဖြစ်တဲ့ Vegeta နဲ့ Kakaroto ဆိုတဲ့နာမည်ကိုပေါင်းထားတာဖြစ်ပါတယ်။ Vegeta ရဲ့အရှိက Vegi နဲ့ Kakaroto ရဲ့အနောက်က ထိုကိုယူပြီးတော့ Vegito ဆိုပြီးတော့ဖြစ်လာတာပါ။ American accent နဲ့ဆိုရင်တော့ Vegito ပေါ့။ Gogeta ကတော့ပြောပြနေစရာမလိုဘူးလို့ထင်ပါတယ်။ Goku နဲ့ Vegeta ရဲ့နာမည်ပေါင်းလိုက်တာပဲဒီတိုင်းပဲ။ပြီးတော့ Gogeta ပဲဖြစ်ဖြစ် Vegito ပဲဖြစ်ဖြစ်သူတို့ရဲ့ power level က Goku နဲ့ Vegeta အပေါ်မူတည်ပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Goku နဲ့ Vegeta တို့ကပိုကျန်းလေ Vegito နဲ့ Gogeta တို့ကပိုကျန်းလေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ Vegito နဲ့ Gogeta ဘယ်သူပိုကျန်းလဲဆိုရင်တော့ကျွန်တော်အနေနဲ့ Vegito ကပိုကျန်းတယ်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ time limit ကြောင့်ဖြစ်ပါတယ်။နှစ်ကောင်လုံးကတော့ဒီလူနှစ်ယောက်ကပဲပေါင်းသွားတာဖြစ်တဲ့အတွက် power level ကတော့အတူတူပါပဲ။သိတဲ့အတိုင်း Vegito ရဲ့ time limit ကတနာရီဖြစ်ပြီးတော့ Gogeta ရဲ့ time limit ကတော့မိနစ်30တည်းပေါ့။တို့ပေမဲ့ Jet Magazine ထဲမှာဖော်ပြထားပုံအရဆိုရင် Vegito ကအချိန်ကြာ fight ရမယ့် battle တွေမှာ advantages ပိုများပြီးတော့ Gogeta ကကြတော့အချိန်ခဏလေးနဲ့အဆုံးသတ်နိုင်တဲ့တိုက်ပွဲတွေမှာ advantages ပိုများတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Gogeta ကသူ့ရဲ့ maximum power ကိုအချိန်တိုလေးအတွင်းမှာသုံးနိုင်ပါတယ်။အဲ့ဒါကသူ့ရဲ့ power level က13 minutes ဆိုတဲ့ time format ထဲမှာ compact လုပ်ထားလို့ဖြစ်နိုင်ပါတယ်။ compact လုပ်ထားရဲဆိုတာပြီးသိထားရလို့ပြောချင်တာပါ။ Vegito အနေနဲ့သူ့ရဲ့ maximum power ကိုမသုံးနိုင်ဘူးလားဆိုတော့ Vegito လည်းသုံးနိုင်ပါတယ်။ Vegito ကအဲ့လိုမျိုးသူ့ရဲ့ maximum power ကိုသုံးရင်အချိန်ကုန်တာ Gogeta ထက်ပိုပြီးတော့မြန်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ technique ပေါ့။ Gogeta က starter breaker ကိုသုံးနိုင်တယ်။ပြီးတော့အခြား technique တွေလည်းသုံးနိုင်တယ်။ Vegito ကတော့ final kamehameha, big bang kamehameha, kiso technique ပြီးတော့အခြား technique တွေသုံးနိုင်ပါသေးတယ်။ဒီမှာတစ်ခုရှိတာက Vegito သုံးတဲ့ technique တွေကို Gogeta ကလည်းသုံးနိုင်တယ်လို့ Gogeta သုံးတဲ့ technique တွေကိုလည်း Vegito ကသုံးနိုင်ပါတယ်။ဆိုတော့ hypothetically အရာဆိုရင်သူတို့ကတယောက် technique ကိုတယောက်သုံးနိုင်ပါတယ်။သူတို့တိုက်ပွဲမှာအချိန်ရရင်အနည်းနဲ့အမြန်လိုအပ်တဲ့အချိန်မှာထုတ်သုံးနိုင်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ technique တွေကသူတို့ရဲ့ခေါင်းထဲမှာရှိနေပြီးသားမို့လို့ပါ။တို့ပေမဲ့ဒီနှစ်ယောက်က personality မတူပါဘူး။အနည်းငယ်တော့ကွဲပါတယ်။ပြီးတော့ဒီနှစ်ကောင်ကတယောက်နဲ့တယောက်တိပါတယ်။ Vegito ကလည်းသူက Potara နဲ့ fusion လုပ်လို့ဖြစ်လာတဲ့ကောင်မှန်းသိတယ်။ Gogeta ကလည်းသူက finger fusion နဲ့ fusion လုပ်လို့ဖြစ်ပေါ်လာတဲ့ကောင်မှန်းလည်းသူသိတယ်။အဲ့တော့ Vegito က Gogeta ရဲ့တည်ရှိမှုကိုသိတယ်လို့ Gogeta ကလည်း Vegito ရဲ့တည်ရှိမှုကိုသိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Goku နဲ့ Vegeta ရဲ့ memory တွေပေါင်းထားလို့ဖြစ်ပါတယ်။ကျွန်တော်ဆိုလိုချင်တာက Goku နဲ့ Vegeta တီးသမျှလူတိုင်းတီးသမျှအရာတိုင်းနဲ့ဆက်သမျှအရာတိုင်းကိုကျွန်တော်တို့ Gogeta နဲ့ Vegito ကလည်းအကုန်သိပါတယ်။အဲ့ဒါကြောင့်မို့လို့ဒီနှစ်ကောင်ကတယောက် technique တယောက်မသုံးဘူးဆိုရင်သူတို့နှစ်ယောက်ကတယောက်နဲ့တယောက် copyright မလုပ်ချင်လို့ဖြစ်ပါလိမ့်မယ်။ဆိုတော့ကျွန်တော် Vegito ပိုကျန်းတယ်လို့ပြောတဲ့အဓိကအချက်ကတော့ Gogeta နဲ့ Vegito ချရင် Vegito က time limit ပိုကြာလို့ကို advantages ပိုများပါတယ်။ Vegito ကအချိန်ကြာတဲ့တိုက်ပွဲတွေမှာ advantages ပိုများတယ်။ Gogeta ကကြတော့အချိန်တိုတဲ့တိုက်ပွဲတွေမှာ advantages ပိုများတယ်။အဲ့တော့ Vegito နဲ့ Gogeta ချရင်အချိန်ကတော့ကြာမှာပဲ။အဲ့တော့ Vegito အနေနဲ့ Gogeta ရဲ့တိုက်ခိုက်ချက်တွေကိုခုပဲခုခံပြီးတော့အနှဲငယ်လောက်ပဲပြန်ချမယ်ဆိုရင် Vegito ကအသာလေးကိုနိုင်ပါတယ်။ Gogeta အနေနဲ့ maximum power သုံးရင်လည်းအများဆုံးခံရင်10မိနစ်လောက်ပါပဲ။ဆိုတော့ Vegito ကအဲ့ဒီအချိန်မှာပဲ maximum power ကိုသုံးပြီးဘာ technique မှမသုံးဘဲနဲ့ဒီအတိုင်း Gogeta ရဲ့ချချက်တွေကိုရှောင်မယ်ပြီးရင် combat နဲ့ချမယ်ဆိုရင် Gogeta ကအချိန်ပြည့်တာနဲ့ diffuse သွားပြီးတော့ Vegito ကတော့နိုင်တာပေါ့။ကျွန်တော်ရဲ့ personal favorite ကတော့ Vegito ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ drip ရယ်ပြီးတော့ Potara လည်းဝတ်ထားတော့နည်းနည်းတော့စောက်ထာသွားကြနေပါတယ်။အဲ့တော့ fusion နှစ်ခုမှာ advantages နဲ့ disadvantages ဆိုပြီးတော့ရှိပါတယ်။ Vegito ကအချိန်ကြာတဲ့တိုက်ပွဲတွေမှာပို့ပြီးတော့အားတာတယ်။ပြီးတော့ Gogeta ကတော့အချိန်တိုတိုက်ပွဲတွေမှာပို့ပြီးတော့အသုံးဝင်ပါတယ်။အဲ့တော့ Vegito နိုင်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်။ Bye bye